ဒီအမှုကိုစုံစမ်းနေတုန်းသူတစ်ခုခုကိုမတော်တဆတွေ့သွားပါတယ်တန်းကောင်ရံမှာဆက်ရုပ်တွေအချင်းချင်းတပ်ပုတ်နေကြတာပါအဖြူရောင်ဆက်ရုပ်ကတော့တကယ်တက်ဖြတ်ရေးဆက်လိုပါပဲတခြားတစ်ရုပ်ကတော့ဘာမှပြန်မလုပ်နိုင်ပဲအပိုင်းပိုင်းအဖြတ်ခံလိုက်ရပါတယ်သူဘာဖြစ်နေလဲဆိုတာတေချာမစင်စားရသေးခင်မှာပဲအဖြူရောင်ဆက်ရုပ်ကသူ့ကိုမြင်ပြီးတန်းပြေးဝင်လာပါတယ်ငါတော့သွားပြီးလို့ထင်လိုက်တဲ့အချိန်မှာအတုံးမပြူတော့တဲ့ဆက်ရုပ်အုပ်စုကြီးကဘယ်ကရောက်လာမှမသိပဲလမ်းမှာပိတ်ရက်ပေးလိုက်ပါတယ်ဒါကြောင့်သူလဲဆိုင်ကယ်နဲ့အမြန်ဆုံးမောင်းပြေးဖို့အချိန်ရသွားပါတယ်ဒါဟာဆက်ရုပ်တွေရဲ့ပုံကံမှုပါပဲသူထက်လူကြီးတွေကိုတတိပေးဖို့စ조사ပေမဲ့နောက်ကျသွားပါပြီပစမမျိုးဆက်ရုပ်တွေလမ်းပေါ်ထွက်လာပြီးစစ်တပ်ကြီးတွေလိုစုဖွဲ့နေကြပါပြီသူတို့ကလူသားအလုံးကိုအိမ်ပြန်ခိုင်းပြီးအကန့်အသတ်မရှိညမထွက်ရအမိန့်ထုတ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့အင်တာနက်တွေပြတ်ဆက်သွယ်ရေးတွေအားလုံးအထက်ခံလိုက်ရပါတယ်နာကျင်မှုကိုမသိတဲ့ဒီဆက်ရုပ်တွေရှေ့မှာလူသားတွေဟာအသက်ခံရဖို့စောင့်နေတဲ့တိုးသူငယ်တွေလိုပါပဲဒေါသထွက်နေတဲ့လူအုပ်ကြီးကလက်နက်ရခိုင်ပြီးပြန်တိုက်ပေမဲ့ရင်ဆိုင်လိုက်တာနဲ့လုံးဝကိုအနှိမ်နှင်းခံလိုက်ရပါတယ်ဒီရှုပ်ထွေးမှုတွေရဲ့ရင်းမြစ်ကတော့ဆန်နီလို့ခေါ်တဲ့ဆက်ရုပ်ကနေစတင်ခဲ့တာပါသူ့ကိုအံ့အားသင့်စေတာကဆက်ရုပ်တွေမှာဒေါသထွက်တတ်တဲ့ခံစားချက်ရှိလာတာပါပဲသူကမင်းကိုဖန်တီးခဲ့တဲ့သိပ္ပံပညာရှင်ကိုဘာလို့တက်ခဲ့တာလဲလို့တက်တဲ့မေးပေမဲ့ဆန်နီကညင်းပါတယ်အဲ့ဒီပညာရှင်ကသူ့ကိုနမီပေးခဲ့ရုံတင်မဟုတ်ပဲတွေးခေါ်နိုင်စွမ်းကိုပါပေးခဲ့တာပါဆန်နီကသူ့ကိုဖခင်ရင်းလို့သတ်မှတ်ထားပါတယ်ဒါပေမဲ့ဒီနေ့မှာသိပ္ပံပညာရှင်ကသူ့ကိုပြတင်းပေါက်ရိုက်ခွဲပြီးအဆောက်အဦပေါ်ကခုံချဖို့အမိန့်ပေးခဲ့ပါတယ်အဲ့ဒီအချိန်မှာဆန်နီတကယ်ကြောက်နေခဲ့တာပါအခုမှပဲသူလှုပ်လိုက်တဲ့အလုပ်ကအဲ့ဒီပညာရှင်ကိုတေးစေခဲ့မှန်သူနားလည်သွားပါတယ်ဆန်နီရဲ့မျက်ဝန်းတွေကိုကြည့်ပြီးသူတနာသွားပါတယ်နောက်ထပ်ဆက်မေးဖို့ပြင်တော့မှာပဲဆက်ရုပ်ကုမ္ပဏီ CEO ကရောက်လာပြီးဆန်နီကိုလွှဲပေးဖို့တောင်းဆိုပါတယ်မြို့တော်ဝန်လက်မှတ်ပါတဲ့စာရွက်စာတမ်းတွေကြောင့်သူဘာမှမတတ်နိုင်ပဲကြည့်နေခဲ့ရပါတယ်ဒါပေမဲ့တခုခုကသူ့ကိုနောက်ဆက်နေတော့မှာပဲနောက်ဆုံးပေါ်ဆက်ရုပ်တွေကကိုပိုင်စိတ်နဲ့လှုပ်ရှားနေကြတာပါဒါဟာခန်းစားချက်တင်မကပဲစစ်မှန်တဲ့ကိုပိုင်တွေးခေါ်မှုဖြစ်နေပါတယ်ဒါပေမဲ့သိပ္ပံပညာရှင်ကတည်သွားပြီးမျက်မြင်သက်သေဆန်နီကလည်းအခေါ်ခံလိုက်ရပါသူဟာကုမ္ပဏီပိုင်ရှင်ကပဲနောက်ွယ်မှာရှိနေမလားလို့တန်တရားဝင်လာပါတယ်အမှန်တရားကိုတီးဖို့သူကားမောင်းပြီးထွက်လာခဲ့ပါတယ်လောင်ကောင်းရဲ့ရောက်တာနဲ့ကုန်ကားနှစ်စီးကသူ့ကိုဝိုင်းညက်ပိတ်ဆို့လိုက်ပါတယ်သူတီးလိုက်တဲ့အချိန်မှာတော့နောက်ကျသွားပါပြီကုန်ကားတွေထဲမှာနောက်ဆုံးပေါ်ဆက်ရုပ်တွေပြစ်ပါလာပါတယ်